brightener လို့ခေါ်တဲ့ whitening cream အသားဖြူစေလုံနည်းကိုတင်ပြပါမယ်ခင်ဗျာကျွန်တော်ဒီမှာလောက်ဆောင်ပုံအစစ်အစစ်ကိုတင်ပြရမှာဆိုလို့ရှိရင်ကျွန်တော်တို့ 90% lactic acid ကိုယူပါတယ်အဲ့ lactic acid ကိုကျွန်တော်တို့ 10% NaOH နဲ့ဓာတ်ဖြည့်ပါမယ်ဓာတ်ဖြည့်ပြီးတော့ဒီမှာအဲ့ဒီကြံတဲ့ဟာ acidic pH ကနေပြီးတော့ကျွန်တော်တို့နည်းနည်းပို့ပြီးတော့ရော့လာတဲ့ pH 4လောက်ရှိတဲ့ lactic နဲ့ lactic acid နဲ့ sodium lactic နဲ့ရတဲ့ပျော်ရည်လေးရပါမယ်အဲ့ဒါကိုကျွန်တော်တို့ကလက်ရှိဖြော်ပြီးသားဖြစ်တဲ့ cream ထဲမှာထည့်လိုက်ပါမယ်ထည့်ပြီးတော့မှကျွန်တော်တို့အဲ့ဒါ 5% lactic acid cream ကိုလုပ်ပြမှာဖြစ်ပါတယ်ခင်ဗျာအသားဖြူစီလေးပေါ့ခင်ဗျာကြည့်ရှုကြပါခင်ဗျာအစစ်စစ်ကျွန်တော်လုပ်တဲ့ကိစ္စကိုစပါမယ်ခင်ဗျာကျွန်တော်တို့ပထမဆုံးအရင်ခန့်ထားတဲ့ 10% NaOH ကိုထည့်ပါပြီအခုဆိုရင်ကျွန်တော်တို့ lactic acid ကိုကျွန်တော်တို့ဓာတ်ဖြည့်ထားပြီအဲ့လိုလုပ်လိုက်ခြင်းအပြင်ကျွန်တော်တို့က 10% NaOH နဲ့လုပ်လိုက်တဲ့အတွက်ကြောင့်ကျွန်တော်တို့ lactic acid တွေက sodium lactic နဲ့ lactic acid ဖြစ်ပြောင်းလဲသွားပါတယ်အဲ့ဒီပြောင်းလဲသွားတဲ့ဟာတွေကိုကျွန်တော်တို့ဆက်ပြီးတော့200 ml ရှိတဲ့ cream ထဲမှာရောလိုက်ပါမယ်ခင်ဗျာဟုတ်ကဲ့အခုဆိုရင်ကျွန်တော်တို့က lactic acid 9%ပါဝင်တဲ့ sodium lactic ပါဝင်သောအသားဖြူစေးလေးကိုရရှိပါပြီခင်ဗျာအဲ့တော့ကျွန်တော်တို့အားလုံးပြီးသွားတဲ့အချိန်မှာကျွန်တော်တို့ pH ကို check လုပ်ပါမယ်ဟုတ်ကဲ့ကျွန်တော်တို့အခုဆိုရင် pH တိုင်းတဲ့အခါမှာကျွန်တော်တို့လိုရှိတဲ့ pH 4 level ကိုရပါပြီခင်ဗျာအခုဆိုရင်ကျွန်တော်တို့နာမည်ကျော်တဲ့ brightener ခေါ် whitening cream ကျွန်တော်တို့ 5% lactic acid cream ကိုရပါပြီခင်ဗျာအဲ့တော့ကျွန်တော်အခုဒီရဲ့ background knowledge ကိုတင်ပြပေးပါမယ်အခုဆိုရင်ကျွန်တော်တို့ skin care product တွေမှာအဓိကပါဝင်တဲ့ hydroxy acid 3မျိုးအကြောင်းတင်ပြပါမယ်အဲ့မှာ alpha hydroxy acid beta hydroxy acid နဲ့ polyhydroxy acid ဆိုပြီးတော့အဓိက3ခုကိုတွေ့ရှိရမှာပဲခင်ဗျာကျွန်တော်တို့ alpha hydroxy acid တွေမှာပါတဲ့ glycolic acid ကကျန်းနေရပါတယ်နောက်ကျွန်တော်တို့ lactic acid ကတော့နိုးကျင်မှာပါဝင်တဲ့ acid ဖြစ်ပါတယ်နောက်ပြီးတော့ citric acid ကတာမြာသီးတို့လိမ္မော်သီးတို့မှာပါတဲ့အချင်ဓာတ် acid ဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်ပန်းသီးရတဲ့ malic acid အဓိကဒီထဲမှာ alpha hydroxy အုပ်စုထဲမှာအထူးခြားဆုံးကတော့ mandelic acid ဖြစ်ပါတယ် mandelic acid ကတော့ဗန္ဒာစီအခါကနေရတဲ့ acid ဓာတ်ဖြစ်ပါတယ်အဲ့ဒါကတော့လူတွေမှာအန္တရာယ်ရှိတဲ့ cyanide ဓာတ်ပါတဲ့အတွက်ကြောင့် mandelic acid ကိုတော့ကျွန်တော်တတိထားရှောင်ရှားရပါလိမ့်မယ် tartaric acid ကတော့မကြည်သီးနဲ့ green apple လို့ခေါ်တဲ့ပန်းသီးစိမ်းမှာရတဲ့ဓာတ်ဖြစ်ပါတယ်အဲ့တော့ glycolic acid ပါဝင်တဲ့ဒီ AHA အုပ်စုကြီးကသူ့ရဲ့အရေပြားပေါ်မှာလိမ်လို့ရှိရင်နံပါတ်1ဖြစ်လာတဲ့ဟာတော့ exfoliation လို့ခေါ်တဲ့တည်နေတဲ့ cell တွေအရေပြား cell အလွှာကိုကျွန်တော်ကွာကြစေတာဖြစ်ပါတယ်အဲ့ဒါကို exfoliation လို့ခေါ်ပါတယ်နံပါတ်2ကတော့ဒီကောင်တွေကအရေပြားကိုစိုးပြေတဲ့ဓာတ်ကိုဖြစ်စေပါတယ်သူတို့ကို hydration လို့ခေါ်ပါတယ်နံပါတ်3ကကျတော့ကျွန်တော်တို့ဒီအရေပြားရဲ့အယောင်မညီမှုတုံးမညီမှုအဲ့ဒါတွေကိုပြန်လည်ပြီးတော့ညီညွတ်စေပါတယ်အဲ့တော့ကျွန်တော်တို့က alpha hydroxy acid တွေကိုကျွန်တော်တို့အသားရည်ထိမ့်တဲ့နေရာမှာကျွန်တော်တို့ peeling effect လို့ခေါ်တဲ့ chemical peeling လုပ်တဲ့နေရာမှာအဓိကသုံးပါတယ်ဒါပေမဲ့ alpha hydroxy acid တွေထဲမှာ AHA ကဥပတ်လည်းရှိပါတယ်သူကအရေပြားမှာရှိတဲ့ cell dead cell တွေကိုအကုန်လုံးခွာချလိုက်တဲ့အချိန်မှာအရေပြားအကာအကွယ်မဲ့သွားကြအောင်နေရောင်ခြည်ထိလို့ရှိရင်နေလောင်ပါတယ်စမ်းပန်းရတဲ့အတွက်ကြောင့် UV light ကိုမခံနိုင်ဖြစ်တဲ့ photosensitivity ဖြစ်ပါတယ်အဲကြောင့်မို့ alpha hydroxy acid သုံးပြီးလို့ရှိရင်ကျွန်တော်တို့က sunscreen လို့ခေါ်တဲ့နေရောင်ကာတဲ့ဆေးတွေကိုအဓိကသုံးရပါတယ်ခင်ဗျာမသုံးမဖြစ်ကိုသုံးရပါတယ်ဗျာအနည်းဆုံး SPF 30လောက်ရှိတဲ့နေရောင်ကာကွယ်တဲ့ sunscreen ကိုသုံးရပါမယ်ခင်ဗျာ
အဲ့တော့ alpha hydroxy acid တွေကရေမှာပျော်ဝင်တဲ့ acid တွေဖြစ်ပါတယ်အလွန်လွယ်ကူပါတယ်အဲ့တော့ကျွန်တော် beta hydroxy acid ကိုသွားပါမယ် beta hydroxy acid တွေကတော့ salicylic acid beta hydroxy butanoic acid tryptic acid နဲ့ tritogenic acid တွေဖြစ်ပါတယ်သူတို့ကကြတော့ C မှာပျော်ဝင်တဲ့ acid တွေဖြစ်ပါတယ် C မှာပျော်ဝင်တဲ့ acid တွေဖြစ်တဲ့ကြောင့်သူက peeling effect လို့ခေါ်တဲ့ exfoliation ကိုလည်းဖြစ်ပါတယ်ဒါပေမဲ့အဓိကတော့သူကကျွန်တော်အရေးပြားပေါ်မှာရှိတဲ့အစီအလွှာကိုဖယ်ရှားပေးပါတယ်သူက C မှာပျော်ဝင်နိုင်တဲ့ကြောင့်အစီပြန်တဲ့မျက်နှာတွေမှာအဓိကတော့ဝက်ချန်တွေဖြစ်ပါတယ်ဖြစ်တဲ့အဲ့ဒီကိုမီတုံးတွေကိုကျွန်တော်ဖယ်ရှားဖို့ဆိုလို့ရှိရင် beta hydroxy acid ကိုသုံးရပါတယ်အဲ့တော့ဝက်ချန်ရှိတဲ့လူငယ်တွေလူရွယ်တွေမှာအဓိကသုံးရတဲ့ beta hydroxy acid ဖြစ်ပါတယ် beta hydroxy acid ကိုသုံးစွဲခြင်းအဖြစ်ဝက်ချန်ကုသမှုမှာအဓိကကြတဲ့သုံးဝင်သောပစ္စည်းဖြစ်ပါတယ်ခင်ဗျာတစ်ဆက်တည်းတင်ပြလို့ရတော့ကျွန်တော်တို့ polyhydroxy acid ပါဒါကအခုနောက်ပိုင်းမှာပေါ်လာတဲ့အားလုံးထဲမှာ hydroxy acid တွေမှာ alpha hydroxy acid ကကြတော့ကျွန်တော် carbonine ခုန carbonine group နဲ့အနည်းဆုံး alpha atom မှာ hydrogen အဲ့တော့ OH အုပ်စုဝင်နေပါတယ်အဲ့တော့ beta hydroxy acid ကကြတော့ alpha ပြီးတော့ beta ပါ beta နေရာမှာ OH အုပ်စုဝင်နေပါတယ်ဒါပေမဲ့ polyhydroxy acid ကကြတော့အဲ့ဒီနောက်ကရှိတဲ့ carbon molecule တွေအများအပြားမှာ OH အုပ်စုတွေဝင်နေပါတယ်အဲ့ဒါကြောင့်သူတို့ polyhydroxy acid လို့ခေါ်ပါတယ် polyhydroxy acid တွေက milder ကျွန်တော်တို့ကပုံမူပြီးတော့ပျော့ပြောင်းနေ side effect မရှိပါဘူးနေအောင်ကြီးကာကွယ်တဲ့ဆေး sunscreen လည်းမလိုအပ်ပါဘူးနောက်ရေရှည်သုံးလို့ရပါတယ်ဘယ်လောက်ထိရလဲဆိုနေ့စဉ်သုံးအနေနဲ့သုံးလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ fine line လို့ခေါ်တဲ့ wrinkles တွေကျွန်တော်တို့အိုမင်းရောချင်းကြောင့်ဖြစ်တဲ့အဲ့ဒီ black spot လေးတွေအသားရည်မညီညွတ်မှုတွေအဲ့တော့wrinkles တွေ fine line တွေအကုန်လုံးကိုပျောက်ကင်းစေပါတယ်အဲ့တော့ pH ရာဆိုရင်ကျွန်တော်နောက်ပိုင်းမှာ serum တွေပဲသုံး lotion တွေပဲသုံးအဲ့တော့ကျွန်တော်တို့ဒီဟာဆိုလို့ရှိရင်အလွန်အသုံးဝင်တဲ့အရေးပြားသုံးပစ္စည်းတစ်ခုဖြစ်လာပါတယ်အဲ့ pH ကနောက်ပိုင်းကျွန်တော်တို့ skin care products တွေမှာမရှိမဖြစ်သောပစ္စည်းဖြစ်ပါတယ် pH ထဲမှာပါတာ molecule တွေကတော့ gluconolactone ပြီးတော့ lactobionic နောက်ပြီးတော့ galactose သူက galactose ကတော့ထူးခြား sugar molecule ပါဒါပေမဲ့သူက acid ကဲ့သို့အာနိသင်ရှိသော molecule ဖြစ်တဲ့အတွက်ကြောင့်သူက polyhydroxy acid အနေနဲ့ကျွန်တော်ထည့်သွင်းဖော်ပြပါတယ်နောက်တစ်ခုကတော့ maltobionics အဲ့တော့ကျွန်တော်တို့ဒီထဲမှာဖော်ပြရတဲ့ထဲမှာ lactobionics နဲ့ maltobionics ကကျွန်တော်တို့ lactose sugar နဲ့ maltose sugar ကနေပြီးတော့လာတဲ့ bionic acid တွေဖြစ်ပါတယ်အဲ့ဒါအခုနောက်ပိုင်း polyhydroxy acid တွေထဲမှာအသုံးများတဲ့ပစ္စည်းဖြစ်ပြီးတော့အလွန်မဲ့အောင်မြင်တဲ့နာမည်ကြီးအလှကုန်ပစ္စည်းတွေ skin care products မှာဆိုရင် pH တွေတဲ့ဒီ bionic တွေကိုအဓိကထားသုံးစွဲပါတယ် bionic တွေကိုသုံးစွဲခြင်းဖြင့် anti aging effect လို့ခေါ်တဲ့အသားရည်နုပျော်စေပါတယ်နောက်ပြီးတော့ပြန်လည်နုပျော်စေတယ်နောက်ပြီးတော့ရှိတဲ့ fine lines တွေပျောက်ပါတယ်အသက်ကြီးလို့ဖြစ်တဲ့ black spot တွေပျောက်ပါတယ်အသားရည်မညီညာတွေပျောက်တဲ့အပြင်ကိုသူတို့ကဘာဖြစ်စေလဲတဘာဝထွက်တဲ့ hyaluronic acid ကိုသူတို့ကပြန်လဲထွက်စေတဲ့အတွက်ကြောင့်သူတို့ကရေရှည်အကျိုးရှိသော daily cream တွေ day cream night cream တွေမှာလည်းသုံးသင့်သောပစ္စည်းဖြစ်ပါတယ်ခင်ဗျာဒီလောက်ဆိုရင်တော့ကျွန်တော်အခြေခံအဖြစ်တင်ပြလို့တော့ carbonic acid ဒီ hydroxy acid 3မျိုးအကြောင်းကိုတင်ပြလို့ပြီးပါပြီအကြမ်းဖြင့်တော့လူအားလုံးနားလည်နိုင်မယ်လို့ယူဆပါတယ်အားလုံးကျမ်းမှချမ်းသာကြပါစေ